မြတ်စွာဘုရားကိုမဟာသမဏမြင့်မြတ်တဲ့ယဟန်လို့ဆိုတဲ့အသုံးအနှုန်းနဲ့ပြောတယ်တို့ရဲ့ဆရာမြင့်မြတ်တဲ့သမဏဖြစ်တော်မူတဲ့မြတ်စွာဘုရားဟာအကြောင်းတရားကြောင့်ဖြစ်တဲ့အကျိုးတရားတွေရဲ့အကြောင်းတရားမှန်ကိုလည်းဟောပြောတယ်အဲ့ဒီအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့အကျိုးတရားတွေချုပ်ငြိမ်းတယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ်လို့အဓိကကတော့သစ္စာလေးပါးကိုအတုတ်ချုပ်ပြောလိုက်တာသစ္စာလေးပါးကိုချုပ်ပြီးတော့ပြောလိုက်တာဒီရှင်အတ္တစီပြောတဲ့ဒီတရားတစ်ပုဒ်ဟာဗုဒ္ဓသာသနာသမိုင်းမှာမှတ်တမ်းတင်ရတဲ့ဂါထာတစ်ပုဒ်ဖြစ်လာတယ်ပေါ့မြန်မာနိုင်ငံသာသနာရောက်လာတဲ့အချိန် AD 900စု600စုလို့ထင်တယ်ပြည်နာကမော်စာခင်ဖကုန်းရှေးဟောင်းဌာနတွေမှာတူးဖော်ပြီးတော့ကြည့်တဲ့အခါမှာရွှေပြပိုက်တစ်ခုကိုရအဲ့ဒီရွှေပြပိုက်မှာဘာတွေရေးထားတုံးလို့ဆိုဒီဂါထာကိုရေးထားတာတွေ့ရတယ်ပေါ့အဲ့တော့မြန်မာနိုင်ငံမှာဗုဒ္ဓသာသနာရောက်တဲ့အချိန်ဟောဒီယေဓမာဟေတုပ္ပဝါတေတံဟေတုံတထာဂတောအာဟဒေသင်္စနေရောတောဧဝံဝါဒီမဟာသမနောဆိုတဲ့ဘုရားရဲ့ဟောပြောချက်ကိုအချင်းချုပ်ဖော်ပြတဲ့ဒီဂါထာလေးဟာမြန်မာနိုင်ငံရောက်ရှိပြီးတော့မောစာခင်မကုန်းမှာမြေကြီးတဲ့ကပြန်ပြီးဖော်ထုတ်လို့တွေးရှိရတဲ့ဂါထာလေးတစ်ပုဒ်ဖြစ်လာတယ်ဒီနေ့ဗိဓိကသုံးပုံမှာဒီဂါထာဝိနိကျမ်းမဟာဝက်ကပါဠိတော်မှာလည်းပါရှိတယ်မစ္စည်းမနိကေမြတ်စွာဘုရားရဲ့ဒီသမိုင်းကြောင်းကိုအထုပ္ပတ္တိကိုပြန်ပြီးဟောပြောတဲ့ပြည့်ပြည့်စုံစုံဟောပြောတဲ့ပါတရာတိတုတ်လို့ဆိုတဲ့နေရာဒီမှာလဲဒီဂါထာလေးဟာပြန်ပြီးတွေးရှိရတယ်ပေါ့အဲ့တော့ဥပဋိတ္တပြပိုက်ကသစ္စာလေးပါးကိုအတုတ်ချုပ်ပြောလိုက်တာနဲ့သဘောပေါက်သွားတယ်နားလည်သွားတယ်ဓမ္မစက္ခုလို့ဆိုတဲ့တရားဓမ္မကိုသိတဲ့မျက်စိအမြင်တစ်ခုရသွားတယ်ယံကိဉ္စိသမုဒယဓမ္မံတပ္ပန္တံនិရောဓဓမ္မံဒီစာပိုက်လေးဟာဓမ္မစက္ခုဖြစ်ပုံကိုတရုပ်ဖော်ထားတဲ့စာပိုက်လေးဖြစ်လို့ဘုရားဘာသာဝင်သူတော်စင်တို့အတွက်အလေးနဲ့ထားရတဲ့ဒီ philosophy အတွေးအမြင်လေးတစ်ခုပဲဖြစ်တယ်ပေါ့ယံကိဉ္စိသမုဒယဓမ္မံတပ္ပန္တံនិရောဓဓမ္မံဆိုတာမြန်မာလိုဖြစ်စေတတ်တဲ့အကြောင်းတရားရှိတဲ့တရားမှန်သမျှချုပ်ဆုံးကွယ်ပြောက်ခြင်းသဘောရှိတာကြီးပဲလို့ဒီလိုပြောတာဆိုလိုတာကဖြစ်ခြင်းသဘောရှိတဲ့တရားမှန်လို့ရှိရင်ပြည့်ခြင်းသဘောရှိတယ်ဖြစ်ပြီးရင်ပြည့်မယ်ဆိုတာသေချာပေါက်ပဲလို့ဒီအမြင်မြင်တာဟာဓမ္မအမြင်တစ်ခုပဲဖြစ်တယ်ပေါ့အင်ဓမ္မလေးနဲ့တဲ့ဓမ္မအမြင်သာဝရအဲ့ဒီခေတ်ကအတ္တဆိုတဲ့အရာသည်သာဝရတည်မြဲတဲ့အရာသာဖြစ်တယ်ဖြစ်လာပြီးတော့ဘယ်တော့မှပျက်စီးသွားခြင်းမရှိဘူးလို့ဘာသာဝါဒအသီးသီးကဒီလိုခေါ်ထားတာနေသဒုဝတတ္တတမြဲတယ်ခိုင်မာတယ်သာဝရတည်ရှိတယ်ဆိုတဲ့အယူအဆတွေလွှမ်းမိုးနေတဲ့အချိန်မှာအဲ့ဒီအယူအဆတွေနဲ့မတူတဲ့ထူးခြားလာတဲ့ဓမ္မအမြင်တစ်ခုပဲဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှသည်ပြည့်ခြင်းချုပ်ငြိမ်းခြင်းသဘောရှိတယ်ဆိုတာဒါကိုဓမ္မစက္ခုဖြစ်ပေါ်လာပုံကိုဖော်ပြတယ်လို့ဒီလိုဆိုတာအဲ့တော့ဥပဋိတ္တပြပိုက်ဟာဝန္တာအာရဖြစ်တယ်ကျွန်ုပ်တို့ရှားနေတဲ့တရားဟာဒီတရားပဲဒီတရားရှာမတွေ့လို့ကဘာပေါင်းမြောက်များစွာတန်ရာထဲမှာကျွန်ုပ်တို့လဲခဲ့ရတယ်ဒီတရားလေးနားလဲရတော့လုံးဝจิตနှံ့မှုရှိပါတယ်ရှေ့မပြောချင်နေပါတော့ဒီလောက်နဲ့ပဲจิตနှံ့လှပါပြီလို့တယုတ်တေရှင်အတ္တစီမထေကိုနှုတ်ဆက်ပြီးတော့သူ့ရဲ့တငယ်ချင်းကောလိတနဲ့သွားတွေ့တယ်အဲ့ဒီကောလိတကလည်းဥပဋိတ္တလာတာကိုခက်လန်းလန်းကကြည့်လိုက်ကြတဲ့ဥပဋိတ္တရဲ့မျက်နှာခါတိုင်းနဲ့မတူဘူးရွှင်းနေတာပဲငြိမ်းချမ်းတဲ့အသွင်သဏ္ဍာန်နှလုံးသားငြိမ်းချမ်းမှုတွေဟာမျက်နှာပေါ်မှာလာထင်ဟပ်နေတာကိုမြင်လိုက်ရတော့ဒီကနေ့တော့သူသိကျင်တာတွေသိလာပြီဆိုတာကိုမှန်းဆလို့ရတယ်ပေါ့အဲ့ဒါနဲ့ဥပဋိတ္တကရောက်တဲ့အခါ
သူ့ရဲ့အတွေ့အကြုံတစ်ခုပြန်ပြောပြပြီးရှင်အတ္တစီမထေရမြတ်အတူချုပ်ပြောလိုက်တဲ့ဗုဒ္ဓရဲ့အဆုံးအမ